မနစ်စောစောအချိန်တွင်အာနာသည်သူမိုက်ချစ်သူ Bryce အတွက်နက်ကတိုင်ကိုကူညီချီပေးနေပြီးအကြောင်းမှသူသည်နက်ကတိုင်ကိုဘယ်တော့မှအဆင်ပြေအောင်မချီတတ်သောကြောင့်ဖြစ်သည်။တတိများတွင်တီးရကြကချက်ခုတီးကြသောအမှတ်စင်လူသက်သမား၏ပင်စမမြောက်သားကောင်ကိုတွေးရှိကြောင်းကြည်ညာနေသည်။ကျောင်းတွင်အာနာသည်အလွန်ငယ်သောကလေးများကိုစာသင်ပေးနေသည်။ကလေးတယောက်စီးရောင်ချင်နေစဉ်ရေခွက်ကိုမတော်တဆမှောက်မိသွားရာရီများကြောင့်ကာတွန်းရုပ်၏မျက်လုံးများပုံကျက်သွားပုံကိုကြည့်ပြီးအာနာသည်စိတ်နှောက်ယှက်ဖြစ်သွားသည်။အလုပ်ပြီးနောက်အာနာသည်သူမိုက်တငယ်ချင်းညဖြစ်သောနီနာနှင့်ဖရန်ဇင်းတို့နှင့်အတူကလပ်သို့သွားခဲ့သည်။သူမကသူမိုက်တငယ်ချင်းများကိုနှစ်ဆင်သွားနေကြခီးစဉ်တွင်အတူမလိုက်နိုင်တော့ကြောင်းအကြောင်းမှ Bryce ကသူမကို Vegas သို့ခေါ်သွားခြင်းနေသောကြောင့်ဖြစ်ကြောင်းပြောပြရာတငယ်ချင်းများကသူလက်ထပ်ခွင့်တောင်းတော်မူလာဟုသိချင်နေကြသည်။ညနောင်ပိုင်းတွင်အာနာသည်အိမ်သို့လမ်းလျှောက်ပြန်ရန်ဆုံးဖြတ်ခဲ့သည်။တရားပေါ်သို့ရောက်တော့ကအမျိုးသားတို့နှင့်အမျိုးသမီးတို့ရေမိုးနေသည်ကိုတွေ့ပြီးပျော်ရွှင်စရာစုံတွဲဟုထင်မှတ်ခဲ့သည်။သို့သောအမျိုးသမီးသည်ရုတ်တရက်တည်ဆုံးသွားပြီးအမျိုးသားကအလောင်းနှင့်မဖွဲ့မီရာစတင်လှုပ်ဆောင်သည်။ထိုချိန်တွင်အာနာ၏ဖုံးမိလာပြီးလူသားသမားကကြားသွားသည်ဖြင့်သူအမြင်ခံလိုက်ရသည်ကိုသိသွားသည်။အာနာသည်ချက်ချင်းထွက်ပြေးတော့လေမတော်တဆချော်လေပြီးသူမ၏ဖုံးနှင့်အိတ်တို့ချန်ရည်ခဲ့သည်။လူသားသမားကသူမ၏စပင်ကိုဆွေပြီးဆောက်လုပ်ရေးပစ္စည်းပုံများပေါ်သို့ပြစ်တင်ကဓာတ်နှင့်တိုက်ခိုက်သည်။ဒီမကမိမိကိုယ်ကိုကာကွယ်ရန်လက်ကိုမြှောက်လိုက်သည်ဖြင့်လက်တွင်ဓာတ်ဒဏ်ရာရသွားသည်။ထို့နောက်လူသားသမားကသူမကိုတရားလက်ရန်ပေါ်သို့တွန်းတင်ပြီးထပ်မံတိုက်ခိုက်ရန်ကြိုးစားသည်။သို့သောသူမသည်ချော်ထွက်ပြီးတရားပေါ်မှပြုတ်ကျသွားသည်အန်နာသည်ရေထဲသို့မကျမီခေါင်းနဲ့ရိုက်မိသွားသဖြင့်ထိုသူရဲ့မျက်နှာကိုဝေးဝါးစွာသာမြင်လိုက်ရသည်လူသက်သမားသည်အန်နာ၏ပစ္စည်းများကိုယူပြီးထွက်ပြေးသွားသည်ကံကောင်းထောက်မှစွာဖြင့်တရားအောက်တွင်နေထိုင်သောအင်ဂျီမဲတူကအန်နာကိုမြင်ပြီးကယ်တင်ခဲ့သည်အချိန်တန်ကြာသောအန်နာသည်စီးရုံတွင်တတိရလာသည် Bryce နှင့်သူမ၏တငယ်ချင်းများအခန်းထဲတွင်ရှိနေတော့လေသူမသည်သူတို့ကိုမမတ်မိပဲအနားသို့အကပ်မခံပြီးဆရာဝန်ကသူမသည်တပတ်ကျော်ကြာတတိမိနေခဲ့ကြောင်းရှင်းပြပြီးစိတ်ငြိမ်စေပြီးရန်ကြိုးစားတော့လေအန်နာသည်ထိတ်လန့်ကအခန်းထဲမှပြေးထွက်သွားသည် Bryce ကသူမကိုတားရန်ကြိုးစားတော့လေဆရာဝန်ကသူမအတွက်နေရာလက်လိုအပ်သည်ဟုဆိုကသူ့ကိုပြန်ဆွဲထားသည်စင်ကြံလန်းတွေအခြားဆရာဝန်2ဦးရှိနေပြီးသူတို့သည်မျက်နှာချင်းတူနေသဖြင့်အန်နာသည်ဇဝေဇဝါဖြစ်သွားသည်သူမသည်ရေချိုးခန်းထဲတွင်တွားပုံပြီးမှန်ထဲတွင်ကြည့်သည်ထိတ်လန့်စရာမှာသူမသည်မိမိကိုယ်တိုင်၏မျက်နှာကိုပဲမမတ်မိတော့ပဲစိတ်တက်ကြပေါက်ကွဲသွားသည်ခဏအကြာတွင်ဆရာဝန်ကအန်နာကိုအမျိုးသားတဦး၏ထပ်ပုံများကိုပြကသူမသည်တချင်းစီတွင်မတူညီသောမျက်နှာများကိုမြင်နေရသည်သူမတွင်မျက်နှာမမတ်မိသောဝေဒနာ face blindness လက္ခဏာများရှိနေသည်ဟုဆရာဝန်ကကောက်ချက်ချသည်၎င်းသည်မျက်နှာများကိုခွဲခြားပြီးသည့်အုံနှုတ်၏ temporal lobe နေရာတွင်ထိခိုက်မှုရှိခြင်းကြောင့်ဖြစ်သည်အန်နာသည်တတိယလာကစဖြစ်သဖြင့်ယာယီသာဖြစ်နိုင်တော့လေမတက်တာပါကအထူးကူနဲ့ပြသရမည်ဖြစ်သည်ထို့နောက် Bryce ကအန်နာကိုအိမ်ပြန်ခေါ်လာသည်သူမသည်ဤမျက်နှာတစ်နှင့်ဖြည်းဖြည်းချင်းနေသားကြလာပြီးသူ့ကိုပါးနှံခွင့်ပြီးပေးခဲ့သည်သို့တော်သူသည်ဖုန်းဖြေရအခန်းထဲမှထွက်သွားပြီးပြန်ဝင်လာသည့်အခါမျက်နှာကပြောင်းလဲနေသဖြင့်အန်နာသည်ပြန်လေစိုးရင်စိတ်ဝင်လာသည် Bryce ကအဆိုပါဖုန်းသည်ထွက်ဆိုချက်ယူလိုသောစုံတုတ်တဦးထံမှဖြစ်ကြောင်းပြောသည်တံတားပေါ်တွင်အန်နာနှင့်လူသက်သမားတိုက်ခိုက်နေစဉ်ဖုန်းဆက်ခဲ့သူမှသူ့ဖြစ်ကြောင်းလေးထုတ်ဖော်ပြောကြားသည်ရဲစခန်းတွင်ဆုပ်လွဲသည့်စုံတောက်ကားရင်းနှင့်တွေ့ဆုံသည်သူသည်အန်နာ၏လက်ကောက်ကိုတံတားပေါ်တွင်တွေ့ရှိခဲ့တော်လဲအခြားပစ္စည်းများကိုမတွေ့ရှိခဲ့ပြီထို့ကြောင့်လူသက်သမားကိုခြေရာခံနိုင်ရန်အတွက်သူမ၏ဖုန်းလိုင်းကိုမပိတ်ထားရန်သူကတောင်းဆိုသည်အာနာသည်နမေကျော်တီးအကြကချက်နှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်းဂါရစ်ကအတည်ပြုတော်လဲသူမအတွက်အကာအကွယ်မပေးနိုင်သေးကြောင်း၎င်းသည်အခြေချမြင်သောရုံးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းရှင်းပြသည်သူမပေးထားသောဖော်ပြချက်မှဝေဝါးနေသဖြင့်ဂါရစ်သည်တန်တရားရှိသူအချို့၏တပ်ပုံများကိုပြသကသူမမြင်ခဲ့တော်သူကိုခွဲချခိုင်းသည်အာနာသည်စိတ်နှောက်ယှက်ဖြစ်ကရုံးခန်းထဲမှအမြင်ထွက်သွားသဖြင့်ဂါရစ်ကသူမနောက်မှအော်ဟစ်လိုက်လာသည်အာနာသည်ရဲများအားလုံးကိုမျက်နှာတစ်ခုတည်းအဖြစ်မြင်နေရကြောင်း Bryce နှင့်အန်နာတို့ကရှင်းပြရသည်စုံတွဲထွက်သွားပြီးနောက်ဂါရစ်သည်အမှုစစ်ဆေးရေးပညာရှင်လာနီထံသွားရောက်တွေ့ဆုံသည်လာနီသည်လက်ရှိတွင်ပထမဆုံးသားကောင်ကြီးသားဖြစ်သောနီကီနှင့်အတူရှိနေသည်နီကီသည်တစ်ခုခုကိုမြင်ခဲ့တော်လဲစိတ်တန်ရာကြောင့်စကားမပြောနိုင်တော့ပေကြောက်စရာကောင်းသောပုံများကိုသာဆွဲနေတာသည်ဂါရစ်ကသူ၏အမှုကြောင့်ပြောပြရာလာနီကတရက်ကြကချက်သည်သားကောင်များကိုမတတ်မီမဖွေမရပြုမှုလေးရှိကြောင်းထောက်ပြသည်သူသည်သူ၏ရုပ်အဆင့်ဖန်ကိုအမြင်မခံချင်သူဖြစ်ပုံရပြီးအာနာကသူ့ကိုမြင်ခဲ့သောကြောင့်သူမပေါ်စိတ်ဝင်စားနေနိုင်ကြောင်းပြောသည်ညလင်တွင်အာနာသည်မြစ်ထဲတွင်ညှိမြုပ်နေသောအိမ်မဆိုးကိုမြင်မှတ်ပြီးနိုးလာသည်သူမသည်ရေချိုးခန်းထဲတွင်ညင်နေတရန်သွားရာသူမ၏ပုံရိပ်ကိုသူမမုန်းတည်နေသည်ရုတ်တရက်နောက်မှလက်တစ်ဖက်ကလာဆွဲပြီးသူမ၏လေပင်ကိုလှီးလိုက်တော်လေထိုးချင်းတွင်သူမအဖန်တကယ်နိုးလာခဲ့သည်အာနာလှုပ်ရှားနေသဖြင့် Bryce သည်နိုးလာပြီးသူမကိုမနက်ခင်းအနံပေးရန်ကြိုးစားရာသူသည်အခြားမျက်နှာတစ်ခုဖြစ်နေသဖြင့်အာနာသည်ထိတ်လန့်သွားသည်သူကနှုတ်ခမ်းကိုနိုင်ရန်ကြိုးစားတော့အခါသူမကဘားကိုသာပေးလိုက်ပြီတချိန်တည်းမှာပင်ကာရစ်သည်အင်ဂျင်မဲကိုစစ်ဆေးမိမြန်းရန်တရားကိုပြန်သွားသည်ကံမကောင်းစွာဖြင့်သူသည်အလွန်မင်းမူးနေသဖြင့်ကာရစ်ကသူ၏လိပ်စာကတ်ကိုသာပြီးခဲ့သည်စုံထုတ်ထွက်သွားပြီးနောက်တစုံတယောက်ရောက်လာပြီးထိုအင်ဂျင်မဲကိုတပ်ပစ်လိုက်သည်အိမ်တွင်အန်နာသည်အခြားနိုင်ငံ၌ရှိသောသူမ၏ဖခင်နှင့်စကားပြောနေပြီးမကြာမီပြန်လာမည်ဟုကတိပေးသည်ထိုအချိန်တွင်လူခေါ်ပေးမိလာသဖြင့်အန်နာသည်စိုးရိမ်သွားတော့လေ၎င်းမှနီနာနှင့်ဖရက်ဆင်းတို့သာဖြစ်သည်တဖန်အန်နာသည်သူတို့ကိုမျက်နှာသစ်များဖြင့်မြင်နေရပြန်သည်တငယ်ချင်း2ဦးကအန်နာ၏အကြောင်းရှေ့ဆုံးစာမျက်နှာတွင်ပါနေသောသတင်းစာကိုပြသည်ထို့နောက်သူတို့သည်ဆိုရှယ်မီဒီယာပေါ်ရှိပုံများကိုကြည့်ကြတော့လေအန်နာသည်သူမ၏မျက်နှာနှင့် profile ပုံသည် club တွင်ရိုက်ထားသောပုံများနှင့်မတူသဖြင့်စိတ်ပြတ်သွားသည်ဤသို့ခံစားချက်ကိုညှိငွေ့လာသဖြင့်အန်နာသည်လောင်ဟုခေါ်သောအထူးကုဆရာဝန်နှင့်ပြတရန်ယူဖြင့်ဆုံးဖြတ်ခဲ့သည်ဆရာဝန်သည်ဓာတ်မှန်များကိုကြည့်ပြီးမျက်နှာမမှတ်မိသောဝေဒနာသည်အမြဲတမ်းဖြစ်သွားပြီဖြစ်ကြောင်းစိတ်ကောင်းစွာဖြင့်အတည်ပြုသည်သို့တော်အန်နာဘေတော့မှမမိနိုင်မီအရေးကြီးသောမျက်နှာတစ်ခုရှိနိုင်ကြောင်းလည်းရှင်းပြသည်အန်နာအလုပ်ပြန်ဝင်သောအခါကလေးအားလုံးကိုမျက်နှာတစ်ခုတည်းအဖြစ်မြင်နေရသဖြင့်သူတို့ကိုနမိတ်ကပ်များတက်ခိုင်းထားရသည်ကျောင်းပြင်ပါတွင်လိမ္မောင်ရောင်အင်ကြီးဝတ်ထားသောအမျိုးသားတို့သူတို့ကိုစိုက်ကြည့်နေသည်ကိုအန်နာမြင်လိုက်ရသည့်တိုင်အောင်ထိုနေ့သည်အဆင်ပြေခဲ့သည်ထိုအချိန်တွင်မိခင်တို့ရောက်လာပြီးသူမ၏အာယုံကိုလွှဲလိုက်သဖြင့်အပြင်ကအမျိုးသားပျောက်သွားသည်ထိုမိခင်ကသူမ၏သမီးကိုရှာမတွေ့သဖြင့်မေးမြန်းရာကလေးတစ်ယောက်ကထိုမိန်းကလေးသည်သူမ၏ဖခင်နှင့်အဖြူထွက်သွားကြောင်းပြောသည်ထိုမိခင်သည်သူမတွင်ကလေးထင်းထင်းခွင့်အဖြစ်ဝါရှိပြီးကျောင်းကလေသူမ၏ခင်မောဟောင်းကိုကလေးလာခေါ်ခွင့်မပြုရန်သိထားသဖြင့်ထိတ်လန့်သွားသည်ကလေးများကစူညံနေပြီးထိုမိခင်ကအန်နာကိုအော်ဟစ်နေသဖြင့်အန်နာကပါဇက်ပိတ်ထားဆန်ထို့နောက်ကျောင်းကြီးကအန်နာတီစားတင်ရအချင်းကြီးမရှိဟုဆိုကသူမကိုလအနှဲငယ်ဆိုင်းခတ်လိုက်သည်သူမတက်တာလာမှသာပြန်လာခွင့်ပြုမိဖြစ်သည်အင်းပြန်ရထားပေါ်တွင်အန်နာ၏ဖိနှိုက်ထိုင်နေသောအမျိုးသားတူထွက်သွားသောအခါသူမ၏အိတ်ကိုထိုင်ကုန်ပေါ်တွင်တွေးလိုက်ရသဖြင့်သူမသည်တုန်လှုပ်သွားသည်
သူမလှည့်ကြည့်တော့လည်းမိသည့်မျက်နှာကိုမျှမမှတ်မိပေတရားတွင်ရင်းများသည့်အင်ချင်မြက်သည့်စုံမှုကိုစစ်ဆေးနေကြသည်ကာရီထန်တို့အန်နာကဖုံးဆက်ပြီးလူသက်သမားသည့်ရထားပေါ်တွင်ရှိနေကြောင်းပြောသည်တိုးတော်သူမပေးနိုင်သောဖော်ပြချက်မှာလီမွန်ရောင်အင်ဂျီတစ်ခုသာဖြစ်သည်ဦးမေလောင်ခေါင်းကြောင့်ဖုံးလိုက်မပြတ်မီကာရီကသူမကိုရထားပေါ်မှာပြီးနေရန်ပြောလိုက်သည်လီမွန်ရောင်အင်ဂျီဝတ်ထားသောအမျိုးသားတူသူမ၏တွေ့သေးသို့ဝင်လာသောအခါအန်နာသည်ချက်ချင်းပို့လိုက်သည်တိုးတော်ထူသူသည်နီးကပ်လာသဖြင့်သူမသည်တတွေးပြီးတတွေးထွက်ပြေးခဲ့သည်သူဖမ်းမိသောမိအချိန်တွင်အန်နာကအရေးပေါ်လီပါကိုဆွဲလိုက်သဖြင့်ရထားသည့်ဘူတာသို့ရောက်တည်နေရသွားသည်အန်နာကထူသူကိုအိုဟင်းနေစဉ်ရေးများကထူသူကိုဖမ်းရန်အတွင်းသို့ပြီးဝင်လာသည်ထို့အခါထိုအမျိုးသားကအန်နာကို snowflake ဟုခေါ်ရင်ဒူဝေးစဝေးစဝါဖြစ်မှုကိုဖော်ပြလိုက်သည်၎င်းသည်သူမ၏ဖခင်ဖြစ်ပြီးသူမမမှတ်မိခဲ့ခြင်းဖြစ်ကြောင်းသိလိုက်ရသဖြင့်အန်နာသည်ငိုယူကတောင်းပန်ရင်သူ့ကိုဖတ်ထားလိုက်သည်အိမ်တွင်အန်နာသည်မိသည့်ဖုံးဟုံမြမဖြစ်ပေမှန်ရှိတွင်သူမ၏မျက်နှာကိုထိတွေ့နေသည်ပုံရိပ်သည်ဘယ်တော့မှပုံမှန်ပြန်မဖြစ်လာသဖြင့်သူမသည်စိတ်တက်ကြကမှန်ကိုရိုက်ခွဲလိုက်သည်နောက်ပိုင်းတွင်အန်နာသည်ဆရာဝန်လောင်ထံထပ်မံသွားရောက်ပြသည်ဆရာဝန်ကသူမသည်ရေခင်ကဂီတလောကတွင်အသက်မွေးခဲ့တော်လဲမတော်တဆမှုကြောင့်နာမကျဖြစ်သွားကအလိုလက်မဲ့ဖြစ်ခဲ့ရကြောင်းပြောပြသည်သူတို့စကားပြောရတွင်ပြဿနာမရှိသဖြင့်အန်နာသည်အံ့ဩသွားသည်ထိုအခါဆရာဝန်ကသူမသည်နှုတ်ခမ်းဖတ်တဲ့ရန်တင်ယူထားကြောင်းရှင်းပြသည်ဂျပန်လူမျိုးများမူကားဟုခေါ်သောအပိုအာယုံတစ်ခုလူသားများတွေရှိကြောင်းလည်းပြောပြသည်၎င်းသည်လူတဦးကိုခြေလမ်းလှမ်းရန်စဉ်းစားစရာမလိုပဲလမ်းလျှောက်စေနိုင်သည့်အာယုံဖြစ်သည်အန်နာအနီဖြင့်ဤအာယုံကိုလက်မလွတ်စေခြင်းကြောင့်မဟုတ်ပါကသူမသည်လူမှုဆက်ဆံရေးတွင်မစွမ်းဆောင်နိုင်သူဖြစ်သွားလိမ့်မည်ဟုဆိုသည်အန်နာကသူမသည်တာမန်ဘွားဖြစ်နေထိုင်လိုကြောင်းပြောပြီးနောက်ဆရာဝန်ကသူမကိုပထမကြည့်လင်ဒူနေပုံရသောကြောက်ခေးလေးနှလုံးကိုပြသည်သို့သောအနိကကြည့်သောအခါအကြောင်းလေးကဲ့သို့ကွဲပြားချက်များကိုတွေ့ရသည်အခြားကြောက်ခေးများနှင့်ရောလိုက်သောအခါ၎င်းတို့ကိုရှာရင်ပိုခတ်သွားသည်ဆရာဝန်ကအန်နာကိုလူများ၏မှေများသို့မဟုတ်တတူးများကဲ့သို့သောထူခြားသောအမှတ်သားများကိုအာယုံစိုက်စေလိုသည်အန်နာသည်အကြောင်းပါသောကြောက်ခေးကိုရှာတွေ့သွားသဖြင့်သူမသည်တိုးတက်မှုရနေပြီဟုခံစားရကငိုကြွေးသည်နောက်တစ်နေ့တွင်အန်နာသည် Bryce ၏နဂတိုင်ကိုကူညီချီပေးသည်သူအလုပ်သွားပြီးနောက်သူမသည်မှတ်စုစာအုပ်ထဲတွင်နဂတိုင်ပုံကိုရောင်စုံခဲတံနှင့်ဆွဲထားသည်နောက်ပိုင်းတွင်အန်နာသည် Bryce ကိုသွားကြိုရတွင်သူ၏နဂတိုင်ကိုရှာဖွေခြင်းဖြင့်သူ့ကိုတွေ့ရှိနိုင်ခဲ့သည် Bryce သူမသူ့ကိုရှာတွေ့သဖြင့်အလွန်ပျော်သွားပြီးသူမယူမနေတော့ကြောင်းပြောကဖတ်ထားသည်အန်နာသည်သူ့ကိုစိတ်မပျက်စေခြင်းသဖြင့်သူမ၏လုပ်ဝက်ချက်ကိုမပြောဘဲတတ်တာနေပြီးဟုဟန်ဆောင်လိုက်သည်အန်နာဒီသူကိုစိတ်မပြတ်စေခြင်းသဖြင့်သူမ၏လျှို့ဝှက်ချက်ကိုမပြောဘဲတက်တာနေပြီးဟိုဟန်ဆောင်လိုက်သည်သူတို့အိမ်ပြန်ရောက်တော့အခါအတူတူနေကြတော့လဲအန်နာဒီမျက်စိမိတ်လိုက်ပိုင်းမျက်နှာတစ်များကိုမြင်နေရသဖြင့်ခက်ခဲနေသည်ထိုညတွင်အန်နာဒီကလပ်တို့သွားပြီးတငယ်ကြီးများ၏အဝိစာများကိုကြည့်ကသူတို့ကိုရှာတွေ့ခဲ့သည်သူမသည်သူမ၏ဝေဒနာအကြောင်းကိုနောက်ဆုံးတွင်ပြောပြလိုက်ပြီး Bryce ကိုလျှို့ဝှက်ထားပေးရန်တောင်းဆိုသည်အချိန်တန်ကြာသောဆရာဝန်လောင်းသည့်အန်နာကိုလူစီကားသောလက်မပေါ်သို့ခေါ်သွားပြီးလူစုလူဝေးကိုတက်တုံတက်တာကင်တွင်နိုင်ရန်လူတို့၏ကိုဟန်ပြစကားဖတ်နည်းကိုသင်ပေးသည်အန်နာဒီသတင်းစာဆိုင်တွင်ရက်နားလိုက်ရာတရက်ကြကချက်ထပ်မံတက်ဖြတ်လိုက်ကြောင်းသိရသည်ထိုချိန်တွင်အမျိုးသားတစ်ဦးကသူမ၏အနားသို့လာပြီးသူမသည်သူမိသူဖြစ်ကြောင်းသိသည်ဟုကြောက်စရာကောင်းစွာပြောသည်အန်နာဒီထိတ်လန့်သွားပြီးရဲတအုပ်ကိုသွားခေါ်သည်သို့တော်သူမပြန်လှည့်ကြည့်သောအခါထိုလျှို့ဝှက်ဆံပြသောအမျိုးသားသည်ပျောက်သွားပြီဖြစ်သည်ထို့နောက်အန်နာသည်ရဲစခန်းသို့သွားရာကာရီကိုမျက်နှာတစ်ခုတည်းနှင့်မြင်နေရသဖြင့်အံ့ဩသွားသည်စမ်းသပ်မှုတစ်ခုအနေနဲ့သူမသည်ပြန်လှည့်ကြည့်တော့လေသူသည်အတူတူပင်ဖြစ်နေသည်သူမသည်အကြောင်းရင်းကိုနားမလည်တော့လေထိုးသူဖြစ်နေသဖြင့်ပျော်ရွှင်နေသည်သူတို့၏စကားဝိုင်းကိုနီကီကိုစောင့်ရှောက်နေစေဖြစ်သောလာနီကကြားဖြတ်လိုက်သည်လာနီကလူသက်သမားသည်သူမနောက်သို့လိုက်နေသည်ကိုတန်တရားရှိကြောင်းမဟုတ်ပါကသူသည်တိုက်ခိုက်ပြီးလုပ်ပြီးဖြစ်ကြောင်းပြောသည်အန်နာကသူမသည်တပ်ပုံများကြည့်မိအစားလူကိုယ်တိုင်တန်းစီခိုင်းပြီးခွဲခြားခြင်းကိုလှုပ်ဆောင်လိုကြောင်းအကြောင်းမှအခြားနည်းလမ်းများဖြင့်လူသက်သမားကိုခွဲခြားနိုင်ကောင်းခွဲခြားနိုင်လိမ့်မည်ဟုရှင်းပြသည်လာနီထွက်သွားပြီးနောက်ကာရီကသူ့၏လောက်ဖော်ကိုင်ဖတ်သည်အန်နာကရာဇဝတ်သား၏ကြောက်စရာကောင်းသောလုပ်ရက်ကိုမြင်ခဲ့ပြီးထွက်သွားခဲ့သဖြင့်သူမသည်သူ့အပေါ်အစွဲလန်းဖြစ်စေခဲ့သည်ဟုယူဆကြောင်းပြောပြသည်ပထမဆုံးလူသက်မှုဖြစ်ပါခြင်းကလာနီကရာဇဝတ်သားသည်လူမှုဆက်ဆံရေးမစွမ်းဆောင်နိုင်သူဆိုစီယိုပတ်ဖြစ်သည်ဟုကောက်ချက်ချက်ခဲ့တော့လေကာရီကမှု၎င်းမှစိတ်လိုက်မှန်ပါကျူးလွန်မှုတစ်ခုသာဖြစ်သည်ဟုထင်ခဲ့ကြောင်းဝန်ခံသည်နောက်ထပ်လူသက်မှုဖြစ်ပါသောအခါမှာလာနီမှန်ကန်ကြောင်းသူသိလိုက်ရသဖြင့်သူ့စကားကိုယုံကြည်ခဲ့ခြင်းဖြစ်သည်ထို့နောက်အာနာသည်ရုံးခန်းပြပတွင်စောင့်နေသောနီကီကိုကြည့်လိုက်ရာသူကနှုတ်ပင်ရအမူအရာလုပ်ပြသည်ထို့နောက်ကာရီသည်အာနာကိုတန်တရားရှိသူများကိုတန်းစီကြည့်ခိုင်းသည်သူမသည်သူတို့၏ကိုဟန်ပြစကားကိုလေ့လာနိုင်ရန်သူတို့ကိုလှုပ်ရှားခိုင်းပြီးအမူအရာအချို့လုပ်ခိုင်းသည်ကံမကောင်းစွာဖြင့်မိသူများလူသားသမားမဟုတ်ပေအာနာထွေသွားပြီးနောက်ကာရီသည်သူတောင်းတထားသောတက်သည့်အခါကွယ်ပေးရေးအစီအစဉ်ညှင်းပယ်ခံရကြောင်းသိရသည်ကာရီသည်အလွန်မဒေါသထွက်သဖြင့်သူ၏လက်တွဲဖော်ကသူ့ကိုအာနာပေါ်စိတ်ဝင်စားနေသည်ဟုဆိုတာနောက်ပြောင်သည်အချိန်တန်ကြာသောအာနာသည်သူမ၏မွေးနေ့ကိုဆင်နွှဲရန် Bryce နှင့်တငယ်ချင်းများနှင့်အတူကလပ်ကိုသွားခဲ့သည်အာနာသည်ကခုန်နေပြီး Bryce သည်တောက်ဆရာများသွားယူသည်အာနာသည်သူ့ကိုမျက်ချီပြတ်သွားသောအခါသူမ၏မဆူဆောက်ကိုထုတ်ပြီးနက်ကတိုင်ကိုရှာဖွေခြင်းဖြင့်သူ့ကိုတွေ့ရှိခဲ့သည်သူမသည်ထိုသူကိုနမ်းလိုက်တော့လေအမှန်တကယ် Bryce မှာသူမ၏နောက်တွင်ပေါ်လာသည်တစုံတစ်ယောက်သည် Bryce နှင့်တူညီသောနက်ကတိုင်ကိုဝေဆင်ထားခြင်းဖြစ်သည်အာနာသည်ဒေါသထွက်နေသော Bryce နောက်သို့လိုက်သွားပြီးသူမ၏မဆူဆောက်ကိုပြသည်သူမသည်သူ့ကိုလိန်ညာနေခဲ့ကြောင်းနှင့်သူတို့အတူနေစဉ်အတွင်းသူမသည်မတူညီသောအမျိုးသားများကိုမြင်ရောက်နေခဲ့ကြောင်းသူသိသွားသည် Bryce သည်ဤအခြေအနေကိုဆက်လက်သိမ်းမခံနိုင်တော့ပေသူမနှင့်လမ်းခွေပြီးထွက်သွားသည်ထို့နောက်အာနာထံသို့လျှို့ဝှက်ဆန်းစားသောအတန်တစ်ခုကမွေးနေ့စုတောင်းရန်ဖုန်းဆက်လာသည်ဖုန်းနံပါတ်ကိုကြည့်လိုက်တော့အခါ၎င်းမှာသူမ၏ဖုန်းနံပါတ်အဟောင်းဖြစ်နေသည်ကိုသတိပြုမိသည်ထိုအတန်ကသူမယနေ့ညတွင်မိများလှပနေကြောင်းဖော်ပြနေသည်ဖြင့်လူသားသမားသည်ကလပ်ထဲတွင်ရှိနေသည်ဟုဆိုလိုသည်ဖြင့်အာနာသည်ထိတ်လန့်သွားသည်သူကသူမ၏ဖခင်ကိုပင်ခွဲခြားနိုင်စွမ်းမရှိခြင်းအတွက်တောင်းပြောင်းပြီးသူမသည်သူကပုံးဝင်နေစရာမလိုတော့တူရီတော့ဖြစ်ကြောင်းပြောသည်ဖုန်းမချမီသူသည်သူမ၏တငယ်ချင်းတူနဲ့တူရှိနေကြောင်းပြောခဲ့သည်အာနာသည်တငယ်ချင်းများကိုအမြန်သွားရှာရာနီနာကိုတွေ့တော့လေ Francis မှာပျောက်ဆုံးနေသည်သူတို့ရှာဖွေကြရတွင် Francis တပ်ဖြတ်ခံလိုက်ရသည်ကိုတွေ့ရှိပြီးထိတ်လန့်သွားကြသည်နီနာကမိပြီးအချက်ပြီးတဲ့ကိုအမြန်ဆွဲလိုက်သည်ဖြင့်လူအုပ်ကြီးသည်ထိတ်လန့်သွားကုန်ကြပြီအာနာသည် Francis အလောင်းကိုချထားခဲ့သောအမျိုးသားကိုမျက်ချိမပြတ်ကြည့်မိပြီကံကောင်းစွာဖြင့်သူမသည်မျက်နှာကိုမမှတ်မိပဲသူသည်ထွက်ပြေးလွတ်မြောက်သွားသည်ယနေ့အနေငယ်ကြရင်ရဲများရောက်လာပြီးလာနီဒီလူသက်သမား၏နက်ကတိုင်ဟုယူဆရသောနက်ကတိုင်တစ်ခုနှင့်အတူရေချိုးခန်းထဲမှထွက်လာသည်နီနာသည်စိတ်တက်ကြနေပြီးအနာကိုသူမ၏ငရုတ်ကောင်းစပရေးပေးကအိမ်ပြန်သွားသည်ကာရီကအနာကိုသူတို့ Bryce ကိုဆက်သွယ်ရန်ကြိုးစားနေတော့လေဖုန်းမဖြေကြောင်းနှင့်သူတို့အငင်းပွားနေသည်ကိုတပ်တီများကမြင်ခဲ့ကြောင်းပြောသည်အနာကဖြစ်ပျက်ခဲ့သည်ကိုရှင်းပြပြီးသူမ၏မဆူစာအုပ်ကိုပြသည်ထိုအခါကာရီသည် Bryce ၏နက်ကတိုင်သည်လာနီရှာတွေ့ခဲ့သောနက်ကတိုင်နှင့်တူညီနေသည်ကိုသတိပြုမိသွားသည်
ကာရကအနာကိုအိမ်ပြန်ပို့ရရင်သူတို့ဒီ Bryce အချက်ကအင်ဂျီကိုချန်ပီယံဘော်တွင်တွေ့ရသည်၎င်းကိုကောက်ယူလိုက်တော့အခါအနာဤဖုံဟောင်းထွက်ကြလာသည်သို့တော်လူသက်သမားတိုက်ခိုက်စဉ်က Bryce ဒီဖုံပြောနေခဲ့တဲ့ဖြင့်သူ့ကိုအကွက်ဆင်ကျင်းသားဖြစ်နိုင်သည်ဟုသူမှထင်သည်အနာကိုအန်ဒီရဲ့ကင်းစီရန်အတွက်ကာရကသူမကိုမြို့ပြင်သို့ခေါ်သွားမိဟုကြီးညာသည်နောက်တနေ့မနက်တွင်စုံတွဲသည့်ကာရကြီးပြန်ခဲ့သောကိုးကျွင်းသို့ရောက်ရှိလာသည်လူမှုအတိုင်းဝိုင်းသည့်အလုံးသေးငယ်သဖြင့်ဆရာဝန်တဦးနှင့်ကျောင်းတစ်ကျောင်းသာရှိပြီးအတန်းတိုင်းအတွက်ဆရာမတဦးစီသာရှိသည်အနာသည်လက်ရှိတွင်အီနီယာ၌အနာယူရန်သဘောတူလိုက်သည်ညနေပိုင်းတွင်ကာရက Bryce ကိုဖမ်းဆီးထားကြောင်းနှင့်သူကအရာအလုံးကိုညှင်းဆိုနေကြောင်းပြောပြသည်အနာကသူမ၏မိသူမိဝါဖြစ်ကြောင်းကြောက်ဆုံးနေတကယ်သူခံစားရကြောင်းပြောပြရာကာရကသူမနှင့်စတင်တွေ့ဆုံစဉ်ကလေးကသူမကိုသိနေတကယ်သူခံစားခဲ့ရကြောင်းဝန်ခံသည်သူတို့သည်ချိုမီသောအခိုက်အတန့်ကိုမျှဝေကြပြီးအတူတူနေဖြစ်ကြသည်အနာသည်တလျှောက်လုံးတွင်မျက်နှာတစ်ခုတည်းကိုသာမြင်နေရသဖြင့်ဝမ်းသာနေသည်နောက်တနေ့မနက်တွင်ကာရသည်မုတ်စစ်ရိပ်ရန်ဆုံးဖြတ်လိုက်သည်ဘာ၏အတန်းကြောင့်အနာသည်လူသက်သမားနှင့်ပတ်သက်သောအိမ်မဆိုးကိုမပြီးသူ၏မျက်နှာသည်ကာရ၏မျက်နှာနှင့်ရောထိုးသွားသည်သူမကိုလာကြည့်သောအခါအနာသည်နိုးလာပြီးမျက်နှာသည်ကိုမြင်ရသဖြင့်ထိတ်လန့်ကသူ၏ခေါင်းကိုမီးအိမ်နဲ့ရိုက်လိုက်သည်ကာရကသူမုတ်စစ်ရိပ်ကြောင့်ရှင်းပြရာအနာသည်ကာရ၏မျက်နှာအစီကိုသူမပေတုံးကမှမသိခဲ့ကြောင်းသိလိုက်ရသဖြင့်စိတ်တကြသွားမိုးစိမွေးသည်သူ့ကိုခွဲခြားရန်လွယ်ကူစေသဖြင့်သူမနှင့်စတင်တွေ့ခါတဲ့ကထိုပုံရိပ်ကိုသာဆွဲလန်းခဲ့ခြင်းဖြစ်သည်ထိုချိန်တွင်ကာရထံသို့ဖုံးဝင်လာပြီး DNA စစ်ဆေးချက်များအရ Bryce သည်လူသက်သမားမဟုတ်ကြောင်းသိရသည်အနာသည်သူမမဲ့ခဲ့သောအိမ်မဆိုးကိုပြန်စင်စားပြီးသူမသည်အိမ်မက်ထဲတွင်မျက်နှာများကိုမှတ်မိနိုင်ကြောင်းသိလိုက်ရသည်စုံတွဲသည်မြို့ထဲသို့ပြန်လာပြီးဆရာဝန်လောင်နှင့်ပြသည်ဆရာဝန်ကအိမ်မချခြင်းသည်အမြဲတမ်းစိတ်ချရသည်မဟုတ်ဘဲသူမ၏စိတ်ကြမ်းမှရေးကိုထိခိုက်နိုင်ကြောင်းရှင်းပြသည်ထို့သောအဖြေသည်သူမ၏အိမ်မက်ထဲတွင်ရှိနေသည်ဟုယုံကြည်သဖြင့်အနာသည်၎င်းကိုလှုပ်ဆောင်လိုသည်ဆရာဝန်ကအနာကိုအိပ်ပျော်စေပြီးသူမ၏အမှတ်တရများတစ်လျှောက်လမ်းညွှန်ပေးသည်တရားပေါ်ကညသည်ဝေဝါးနေတော့လဲတူညီသောမျက်နှာတစ်ခုကသူမနောက်သို့လိုက်နေကြောင်းသူမပြောနိုင်သည်လူသက်သမားသည်ရဲစခန်းကလူတန်းစီရတွင်ရှိနေခဲ့ပြီးသူမနက်ကတိုင်ကြောင့်မှားနှမ်းခဲ့သောသူဖြစ်ကြောင်းလည်းသိလိုက်ရသည်ထို့နောက်ကာရစ်သည်အနာကိုသူ၏တိုက်ခန်းတွင်နေခိုင်ပြီးအလုပ်သွားသည်အနာသူမ၏အိမ်မထဲတွင်မြင်ခဲ့သောလူတန်းစီမှုအကြောင်းကြောင့်ကာရစ်သည်သူ၏လူများကိုလှုပ်ပြီးတန်တရားရှိသူအလုံးကိုပြန်လည်ဖမ်းဆီးခိုင်းသည်တစ်ချိန်တည်းမှာပင်အနာသည်ကာရစ်၏ဓာတ်ပုံကိုယူပြီးမိုးစိမ်မွေးဆွဲလိုက်ရာ၎င်းကသူမသိထားသောမျက်နှာဟောင်းကိုမြင်ရန်ကူညီပေးသည်ထို့နောက်သူမသည် Bryce ထာမှနောက်ပိုင်းတွင်တွေးဆုံရန်စာတစ်စောင်ရရှိသည်ကလပ်တွင်အနာသည် Bryce ကိုသူ၏မမှန်ကန်သောနက်ကတိုင်ချီပုံကြောင့်ရှာတွေ့ခဲ့သည် Bryce ကသူပြုမှုခဲ့ပုံအတွက်တောင်းပန်ပြီးတောက်ဆရာများမှာလိုက်တော့လေသူသည်သူမမကြိုက်သောအရာကိုမှားလိုက်သဖြင့်အနာသည်စိုးရင်စိတ်ဝင်လာသည်လာနီဒီကလပ်ထဲသို့ဝင်လာပြီးသူတို့ကိုအဝေးမှစောင့်ကြည့်နေစဉ် Bryce ကသူမကို Vegas လက်မှတ်များနဲ့လက်စွပ်တစ်ခွင်ပြီးတော့လေအနာသည်သူ၏လက်ထက်ခွင်တော်မှုကိုညှင်းပယ်လိုက်သည်သူမသည်သူ့ကိုအမှန်တကယ်မချစ်ကြောင်းသိလိုက်ရသည်အကြောင်းမှသူမသာသူ့ကိုတကယ်ချစ်လျင်သူ၏မျက်နှာပြောင်းလဲနေခြင်းမှာအရေးကြီးမှာမဟုတ်တော့ကြောင်းဖြစ်သည် Bryce ကသူမဥစားကိုရပြီးနောက်ဤသူဖြစ်လာမည်ဟုမမျှော်လင့်ထားကြောင်းပြောပြီးရေချိုးခန်းသို့အမြန်သွားသည်ထို့ကြောင့်အနာသည်သူ၏ဖုန်းကိုစစ်ဆေးကြည့်ရာသူမ၏အမည်နှင့်လှပ်ထိုးထားသောသူမထာမှစားနေတူညီသောစားတစ်စောင်သူရရှိထားကိုတွေ့လိုက်ရသည်ရေချိုးခန်းတွင်လာနီသည် Bryce ၏နောက်တွင်ပေါ်လာပြီးတီးကိုတက်ရန်မန်နှင့်ခေါင်းကိုရိုက်လိုက်သည်သူသည် Bryce ၏အဝတ်စားများကိုခိုးယူပြီးအလောင်းကိုအိမ်သာထဲတွင်ချထားခဲ့သည်စပွဲတွင်အနာသည်ကာရစ်ကိုဖုန်းဆက်ရန်ကြိုးစားတော်လဲသူသည်သူ၏ဖုန်းကိုကားထဲတွင်ထားခဲ့သည်လာနီသည် Bryce ၏အဝတ်စားများကိုဝတ်ပြီးပြန်လာသောအခါအနာသည်သူ့ကိုမမှတ်ပြီးပဲသူတို့ကိုတစုံတစ်ယောက်ကထောင်ချောက်ဆင်ထားသဖြင့်ထွက်သွားရမည်ဟုပြောသည်တချိန်ထဲမှာပင်ကာရစ်သည်တန်တရားရှိသူတစ်ယောက်နှင့်အတူကားထဲတွင်ရှိနေသည်သူကအတန်မက်ဆေ့ကိုနားထောင်ပြီးအနာသည် Bryce နှင့်အတူရှိနေကြောင်းသိရသဖြင့်စိုးရိမ်သွားသည်ထိုချိန်တွင်တန်တရားရှိသူကလာနီသည်နောက်ဆုံးလူတန်းစီလုံးကသူ့အပေါ်အလုံးရိုင်းစီးခဲ့ကြောင်းညံ့နေသည်ကာရစ်သည်သူ၏တငယ်ချင်းအကြောင်းကိုစတင်စဉ်းစားမိပြီးနောက်ဆုံးတွင်သိလွန်စုတို့များကိုပေါင်းဆက်ကသူကသာတရားခံဖြစ်ကြောင်းသိလိုက်ရသည်ပူကွာတီတရားများကိုဖျောက်ဖျက်ပြီးနစ်ကီကိုအသုံးချနေခဲ့ဖြစ်ပြီးကလပ်အပြင်ဘက်တွင်အန်နာသည်လာနီနှင့်ဒူလန်းရှောင်နေပြီးနောက်ဆုံးတွင်သူ၏နက်ကတိုင်ချီပုံမှာပြီးပြည့်စုံနေသည်ကိုသတိပြုမိသွားသည်သူမသည်သူ့ကိုနန်းတော်မီအယောင်ပြပြီးသူ၏မျက်နှာကိုငရုတ်ကောင်းစပရိတ်နှင့်ပက်ကထွက်ပြေးခဲ့သည်လာနီကသူမနောက်သို့လိုက်လံဖမ်းဆီးရာကာရစ်ကသူတို့ကိုမြင်သွားပြီးကားပေါ်မှစိတ်ကလိုက်လာပြီးထောင်းတစ်ခုတွင်အန်နာသည်လူငယ်အချို့ရိုလာပလိတ်စီးနေကြသဖြင့်တန့်သွားသည်ကာရစ်သည်လာနီဘေးတွင်ပေါ်လာပြီးသူတို့နှစ်ဦးစလုံးတနက်ထုတ်လိုက်ကြသည်သူတို့သည်ယူနီဖောင်းတူတူဝတ်ထားသဖြင့်အန်နာသည်သူတို့ကိုမျက်နှာတစ်ခုတည်းနဲ့မြင်နေရသည်ရိုလာပလိတ်စီးသူတို့ကရဲတူကိုတိုက်မိသွားသဖြင့်တနက်ကျသွားရာအန်နာကကောက်ယူလိုက်သည်လက်နက်ပါသောရဲကလက်နက်မပါသောသူကိုခေါင်းနဲ့တိုက်ပြီးလဲကျသွားအောင်လုပ်လိုက်ပြီးနောက်ဓာတ်တစ်ချောင်းထုတ်လိုက်သဖြင့်သူသည်လာနီဖြစ်ကြောင်းအတည်ပြုလိုက်သည်အခွင့်ရေးရသည်နှင့်အန်နာသည်တရားစီသို့ပြေးသွားသည်သူမတို့လာကြသူများကိုသူမမြင်နိုင်တော်လဲသူတို့သည်မိသူမိဝါဖြစ်ကြောင်းမခွဲခြားနိုင်သေးသဖြင့်လက်ရန်ကိုကြော်တက်ပြီးအစွန်းပေါ်တွင်လမ်းလျှောက်သည်ကာရစ်ကသူမကိုပုံနေရန်အော်ပြောပြီးလာနီကသူ့ကိုပြေးကြောင်းကြိုးစားသည်အတန်ကြောင့်အန်နာလန့်သွားပြီးပြုတ်ကျလူနီးပါဖြစ်သွားသည်နစ်ကီနှင့်အန်နာအကြောင်းကိုရွတ်ဆိုရင်လာနီသည်မြန်လှုပ်ရှားကနောက်ဆုံးတွင်သူမကိုရှာတွေ့သွားသည်အန်နာသည်မပြုတ်ကျစေရန်အပြင်းထန်ဆွဲကင်ထားပြီးသူ့ကိုပြစ်ရန်ကြိုးစားတော်လဲတနက်မှာဘေးကင်းလုံခြုံရေး close safety ပိတ်နေသည်သူမ၎င်းကိုမပြင်းနိုင်မီလာနီသည်ပြန်ပုံသွားသည်ထို့နောက်အန်နာသည်တရားပေါ်သို့ပြန်တက်လာသည်ကာရစ်ကသူမအနားသို့ချင်းကပ်ရန်ကြိုးစားသဖြင့်သူမကသူ့ကိုဝေးဝေးနေရန်မြေပြင်သို့ပစ်လိုက်သည်သူကကိုးကျွန်းအကြောင်းပြောသည်သို့တော်ကာရစ်ဘဲကလာသည်ကိုမိသူမဆိုသိနိုင်ပြီရုတ်တရက်အခြားကာရစ်တူပေါ်လာပြီးအန်နာသည်ခေါင်းနဲ့တိုက်ခံရ၍တွေးထွက်နေသောသူမှအစ်စ်ဖြစ်ကြောင်းသိလိုက်ရသည်လာနီကသူမကိုတိုက်ခိုက်ရန်ကြိုးစားတော်လဲကာရစ်ကသတိပြီးသဖြင့်သူမသည်သူ့ကိုအချိန်မီပစ်နိုင်ခဲ့သည်ကာရစ်ကသူ၏တနက်ကိုယူရန်ကြိုးစားသည်လာနီကသူ့ကိုဆောက်လုပ်ရေးပစ္စည်းများနောက်သို့ဆွဲခေါ်သွားပြီးသူတို့စတင်တိုက်ခိုက်ကြသည်အန်နာသည်သူတို့ကိုတိချမမြင်ရသဖြင့်မိသူကိုပြစ်ရမှမသိပြီနောက်ဆုံးတွင်တနက်တန်ထွက်ပေါ်လာပြီးအမျိုးသားတို့လေးကြသည်ဆုံးသွားသည်အစစ်မှန်ကာရစ်ထွက်လာသည်သို့တော်သူလေးတန်ရာရထားသည်အန်နာသည်သူ့နားသို့ပြေးသွားပြီးသူလေးကိုချစ်ချောင်းပြောတော်လဲကာရစ်က၎င်းကိုမယုံကြည်ပေသူမ၏ရင်ခွင်ထဲတွင်တိတ်ဆုံးသွားသည်ထို့နောက်မူးစတင်ရွာသွန်းပြီးအင်ကောင်များကိုစီးကြောပစ်လိုက်သဖြင့်အန်နာ၏မျက်လုံးထဲတွင်သူ၏မျက်နှာမှာပြောင်းလဲသွားသည်အချိန်အတန်ကြာသောအန်နာသည်ကိုးကျွန်းနှင့်ဆီယာမအဖြစ်အလုပ်လုပ်နေပြီလူ၏နေပမှုကြောင့်လူတိုင်းကိုသူတို့၏ကိုဟန်ပြစကားနှင့်မှတ်မိနေပြီသူမအတွက်ဘယ်တော့မှမပြောင်းလဲသောမျက်နှာတစ်ခုတည်းရှိပြီးဒါမှသူမ၏သမီးလေးပင်ဖြစ်သည်ဤကဲ့သို့သောဗီဒီယိုများကိုပုံမူကြည့်ရှုနိုင်ရန် subscribe လုပ်ပြီးအကြောင်းကြားချက်များကိုဖွင့်ထားပြီးကြည့်ရှုပေးသည့်အတွက်လည်းကျေးဇူးတင်ပါသည်